တို့ထမင်းစားပြီးသွားရင်လေစကလေးပါလေပြန်တိုက်ကြလေခုကတာလည်းငါတရားမှမတွေ့တီးတာလည်းတရားမှမတွေ့အော်ဒုက္ခတရားရဲ့တရားရဲ့ရစရာအော်လောင်းခင်းလိုက်အောင်ခင်းလိုက် ခဏမတွေ့ဘူးလေဆရာရဲ့ ဟာဆွမ်းတော့ငါထမင်းစားနေတော့ငါတွေ့တယ်ဒီကောင်ငါဇက်ပစ္စည်းတွေမှာခိုင်းတာအဝတ်စားတွေချုပ်ခိုင်းတာအဲ့ဒါလည်းတစ်ခုမှငါအကြောင်းမပြန်ဘူးနော် ဟုတ်ပါဆရာ မင်းအောင်ဘာလုပ်နေတာ ဒီပက်စီလဲညာလေဆရာရဲ့ ဟောတပြက်စီလဲစရာအကြောင်းမရှိဘူးနော်ပြီးမှထမင်းစားခွက်ကိုလုံးဆက်ပြတ်တိုင်းဖို့လုံးလို့သွား ဟုတ်ပါဆရာဟဲ့ဆုမြတ်တို့ဘူးဘူးတို့အရှာမဟုတ်လေဒီတော့ပမာတို့မမိုးခါမလာကြအောင်တို့ဘာလုပ်ကြအခုသူများခန်းနေသွားဘာလုပ်နေရ ဘာပြောနေတာဗောဆက်ပြ စကားပြောနေမလို့နဲ့ဖူးဖူးတို့တန်ဆိုင်ပိုက်တိုက်ဖို့မလုပ်ဘူးလား တန်းကားဟိုနေ့ကတိုက်သွားရေ ဟိုတနေ့ကတိုက်တာကိုမလို့ချင်တာလေငါတို့ကငါနေ့စဉ်တိုက်နေရမယ်လေဟမ်ဖူးဖူးနေတအားဝါနေတော့တအားဝါနေတာအလုံးမလုံးလို့ လောက်ပါတယ်မနေ့ကတိုက်ကြတာလေ ဟမ်နေတအားပိန်နေတော့နေတအားလုံနေတော့ ဟာ နော်အခါနေတအားလုံနေတယ်သူ့ကိုကြည့်ဒါကိုပြောနေတာလုံတန်းသားတိုက် ငါတိုက်အောင်မလား စိတ်ညစ်ပါလေဒန်စာတိုက်ရအောင် အမလေးဒီမတိုက်နိုင်ပါဘူးနဲ့နေပါ ဟုတ်တယ်ကျမလည်းပါလိမ့်မယ်ဒန်စာလီ ပါတယ်ရတယ်ဒီနေ့ရောက်တိုက်ခွာတဲ့နဲ့နောက်ကပြန်ကနေအိုက်တန်းသားထဲမှာဟာသားသဘောပဲငါထည့်ထားတာအရင်မခေါ်တဲ့သူကလာတယ်မမေအေးစင်းနေချင်းနေနော်ဟာ ရှင်းရတယ်မျိုးမျိုးပဲ ပြောရကြတယ်နော်ဒီတအားဝါနေတယ်ဒီလိုဒန်းသားတွေတိုက်ရဆိုတာအလကားတိုက်ခဲ့တာမဟုတ် ကျမလည်းဝနေလေဒီမှာ ဘူးအေးပါဒီကဲနေမှာတစ်ခါဝင်တိုက်လိုက် ပြီးတော့ ဒီလိုဒန်းသားတိုက်တယ်ဆိုတာအလကားတိုက်ခိုင်းနေတာမဟုတ်ဘူး ဘာလို့လဲ ဇက်မလုံးစားတော့ရင်တော့မနေလို့အပြင်မှာဒန်းသားကရင်ဒန်းသားကြီးရဟုတ်လားအေးတားဝါတယ်ဆိုအလုံးမလုံးလို့သဘောပေါက်တယ်နော်စုမြတ်နင်းဒီခန္ဓာကိုချိုးတာဒါအတော်ပဲဟုတ်လား အော်ဒီတိုက်လို့လေ နေမတိုက်လို့မရဘူးသူ့ကိုတိုက်ပြအောင်သူ့ဝိတ်ကြအောင်ထပ်တိုက်ပြရမယ်သဘောပေါက်လား နေတိုင်းတိုက်နေရတဲ့ဟာကို နေတော့တိုက်ရမှာမဟုတ်ဘူးနဲ့နော်ဒီလိုငါအဖြူလည်းနဲ့ခိုင်းနေတာ ကဲထား တော့ တယ် သူ့ညာငါပေးနေတယ်တို့ပြင်မှာလုံစားပါသေးတော့ဆိုငါတင်ပေးနေတာသဘောပေါက်လားလို့ဒါ ညနာမျိုးမျိုးပဲခုဘက်တစ်မျိုးဒီဘက်တစ်မျိုး ဟိုတမျိုးဒီပြန်ပြောနေစ ဟုတ်တယ်တရှင် ကဲဆမကြီးတို့တက်ရမှာတော့ တို့တိုက်ကြတယ်ဆိုအဲ့ဒါလာအပါတီရဲလာအဲ့ဒါကဟိုဒီလိုဟိုတနေ့တိုက်တာလေ ဟုတ်တယ်ကရေမနေ့ကတိုက်တယ်ငါတို့တဲ့တကောက်ဆုံးနေတာငါတို့ကငါးဆက်စရာလားနင်တို့ကငါခိုင်းပါလေအဲ့ဒါဖင်းလောက်တော့လည်းပို့လို့ချင်တာ ဟုတ် ဘာလို့အခုဒါတွေအရင်ကစားနေလာမနေ့အဲ့ဒါတွေတောက်ချောက်တောင်းမှာနော်အဲ့ဒါတွေပြန်တိုက်သိချင်တာဟိုအဓိကဟိုတနေ့ကဖင်းလောက်တာနဲတာနော်အဲ့ဒါနည်းနည်းလေး ထပ်ထည့်ထားတယ် ထက်တဲ့တာဒီလား အော်ကျန်ကြည့်လိုက်ရေတော့က တစ်ချက်ကြည့်လိုက်ပါတစ်ချက်ကြည့်လိုက်ပါ သူများကဟိုတည်းတိုက်ထားတယ် အပါတီရေဂိုင်းမှာတော့လဲသွားတာနော်ဟော်နေတယ်ပါပြင်းဝိုင်းသွားတာဘာညာအပါတီရေ ကိုလိုက်ပါတော့ဟဲ့ဒါကြီးကို ပြေးကြရမယ်လေမဟုတ်လား အပါတီရေတော့ဒီလိုတော့သွားတာ ဟုတ်ဟုတ် အဲ့ဒါပို့လို့ချင်တာဟုတ်အဲ့ဒါပို့လို့ချင်တာ နေပြတ်တော့ ဒီနေ့လေမနေ့ကလည်းမလားမလား တောင်းတော့မယ် နော် အာ 1 2 3 လက်ဘာလုပ်လဲဘာလုပ်လဲလေ ကလေးတန်တာတိုက်နေကြည့်နေရလေ ဒန်တာတက်တာသူတို့လို့လေရှင်းနေပါဆိုင်လို့လေရှဲပါကိုကြည့် မဟုတ်ဘူးလေဒီတန်တာကတာဟုတ်လားမဟုတ်လားဆိုတာအဲ့ဒါပြန်တိုက်ခိုင်းနေကြည့်တာဟိုတော့ကဖင်လောက်တာနဲတော့လေဒီဖင်လောက်တာကြည့်လို့ကောင်းလို့ဆိုပြီးတော့အဲ့ပါဟိုဒီတန်တာကတာကြားတယ်ဟာတယ် ရှင်းပဲချူးချူးတယ်ဓမ္မသိတယ်နော်ဓမ္မသိတယ်နော် မဟုတ်ပါဘူးကလေး အရန်လှုပ်တာကြည့်တယ်လားဖေလှုပ်တာကြည့်တယ်လားကျမအိမ်အောင်လှုပ်ကြမယ် အာတယ် ငါကျမလှုပ်ပြမယ်ကြည့်တယ်လားဒီလိုလှုပ်တာကြည့်တယ်လားလာခုလား လာတယ်ပြီးတော့လာတယ်ပြီးတော့ လာခုလား ဒီတော့ပြတ်သွားကုန်တော့ပါပဲဟာလာပါဗျာလာပါဗျာ ဆရာမင်္ဂလာပါ မင်္ဂလာပါလုံးနေထိုင်လိုက် ဟုတ်ကဲ့ဆရာ နော်မင်းကွာတခါခိုင်းလိုက်ပြန်ဦးမလာတော့ဘူး အော်မဟုတ်လေဆရာဟိုဒါချက်ချင်းချုပ်ချက်ချင်းယူလို့ရတာမဟုတ်ဘူးလေဆရာ ဟာချက်ချင်းယူလို့မရပြီမင်းကတပတ်ကြိုထားတာလေဒီဒန်ဆာဝစားတွေဒီနေ့ဒန်ဆာတွေကမှမဟုတ်လို့ဆိုပြီးတော့ငါသူများချက်လေမငားတင်ငါအပိုင်ချုပ်ခိုင်းလိုက်နော် ဟုတ်ကဲ့ဆရာ အေးမင်းက10သိန်းပေးလိုက်တာ ဟုတ်တယ် အဲ့ဒါစီးနေငါ့ကိုပြောမိမငါပြတ်သွားရှာ သွားဒီနေ့သွားပြီးတော့ဘာဖြစ်တာလဲဆိုအခက်ခဲလေးတစ်ခုတော့ရှိပါဆရာ ရှာတယ် သူတို့ဘက်ကခက်ခဲပါကျွန်တော်ဘက်ကခက်ခဲတော့မဟုတ်ပါဆရာနော် ဒီကပြော ဆရာကတော့မယုံမြည်နေလို့နေလောက်ဆရာကတော့အားလေးချုပ်ပါဆရာဟုတ်သွားဆရာဘောင်းမီကဟိုလေမျှော်ကြိုးလေးတက်မှာဆရာသိလားအဲမျှော်ကြိုးလေးတက်မှာအဲမျှော်ကြိုးသွားဝယ်နေတာတင်းကြီးစေးကိုသွားရတယ်သူအကြာမှာတဲ့ဆိုတော့အဲ့နဲ့ဟိုမျှော်ကြိုးတက်ပြင်သူတို့လာပုတ်ပေးလိမ့်မယ်ဆရာ ညောကျအဲ့မင်းဘာလို့တခါတည်းစောက်ဘူးလားလေ
ကြာမှာတဲ့ဆရာကြာဆရာစိတ်ပူမယ်လေဆရာရဲ့ ကဲဒီလောက်ကြာမှာတော့ငါထပ်ပြီးစိတ်ပူကြဘာအကြောင်းမှမရှိဘူးအမေတခါတည်းယူတော့ငါအဲ့ဒါလမ်းသိတယ်ထပ်ကုန်အောင်မယ် ဆ ကွာ ရာကိုဖုန်းဆက်ဖို့ကလည်းဖုန်းကဘေးမရှိတော့လို့အားနဲ့ဆရာပတ်စံတွေကလည်းအဲ့လိုမထည့်ရဘူးလေတပည့်ကြောင့်ဆရာသိပါတယ်အဲ့လိုအလွယ်သုံးစားမလုပ်တတ်တဲ့ ဟုတ်ပြီငါမင်းကိုပြောတာရှင်းရှင်းလေးပဲအဲ့ဒီဝစားတွေဘယ်နေ့ရမှာ ။အော်ဆရာရဲ့လာဖို့ပါလိမ့်မယ်။ဆရာကျွန်တော်စကားမပြောလို့ကဲမယုံဆိုကျွန်တော်ဒီတောက်တဲ့ရင်တွေပူပြရစီဆရာရဲ့ကဲ ငါအပူကြီးထည့်ထားတာအပူကြီးထည့်ထားတာအပူကြီးထည့်ထားတာ ပူကျွန်တော်ချိန်ပြရလေဆရာ ချိန်ပြမနေနဲ့လောက်ငါအဲ့10သိန်းပေးလိုက်တဲ့စရင်ဟိုဝစားချုပ်တာဘယ်လောက်ကြတယ်အဲ့ဒါငါ့ကိုပြော ။လာမယ်လေဆရာ ဟာ ။အော်မေတော့မလို့ဒီမှာလွယ်လေးမျိုးထည့်ရဆရာ။ဟောစရင်လေးတော့အရင်ဖတ်ပြမယ်နော်ဆရာနော် ဖတ်လို့ ။ဆရာပေးလိုက်တဲ့10သိန်းတော့ဆရာနော် 10သိန်း ။မမားစီအောင်ဆရာ။ဆရာတပည့်ကစီကန်းရှိဆုံးတပည့်နော်မန်နေဂျာထဲမှာအတော်ဆုံးရှေ့ပြေးမန်နေဂျာဆိုလည်းကျွန်တော်ပဲနော်အတွင်းမန်နေဂျာဆိုလည်း ရှင်းမနေနဲ့ကွာဖတ်ဆက်ရမြန်မာဖတ်လိုက် ဆရာပေးတဲ့10သိန်းတော့ဆရာ 10သိန်း ။ဟာခင်သွား ဘာလဲခင်သွား ကျွန်တော်ခင်လိုက်လေဆရာခင်ဆိုတလုံးမဲ့စားရအများကြီးဘောပနေအများကြီးကုန်ပါဆိုလို့ဆရာအဲ့တော့ချိုးချံချွေထားလိုက်တာဆရာတပည့်အဲ့လောက်ထိစိတ်ဆက်တယ်နော်ဆရာ ခင်ထားပြီ ခင်လိုက်ဆိုနောက်တလုံးပို့သွားလို့ရှိရင် ငါ့ကိုမရှင်းနဲ့ကွာတော့အေးမိမချစ်တာမင်းရရတော့ခင်သွားဘာလဲခင် ခင်သွား YBSC ဟုတ်ပါပြီစီ ဒီကနေဟိုဆရာခိုင်းတဲ့နေရာကိုသွားတာလေ YBSC တိုက်စီငါးသွားရင်ဆရာကုန်ပါဆိုလို့လေဆရာ YBSC ချွေးတန်နေနဲ့အပေး ငါအဲ့ဒါအပေးကသဘောကျတာ အဲ့လိုပဲကျွန်တော်မလိုအပ်ရင်မသုံးဆရာကျွန်တော်ဘက်မှာလိုမှသုံးတာ ဟုတ်ပါပြီလို့ YBSC စာတီသုံးမဲ့ကျွန်တော်ဘယ်လောက်ချိုးချံချွေထားလဲဆိုခင်သွား YBSC 4000နော် ဘလို့ YBSC တာ4000ကျတာလေလို့ YBSC တယောက်ကို400ပဲရှိတယ်လေ ဟုတ်တယ်မှန်ပါဆရာကျွန်တော်ရန်ကုန်သားမဟုတ်ဘူးဆရာခေါ်လာတဲ့ကျွန်တော်ရွာခေါ်လာလေဆရာဟုတ်တယ်မလားရွာသားဆိုကျွန်တော်ရန်ကုန်မြို့ကိုနှစ်နှစ်ဆက်မတော်တတ်ဘူးလေသွားတဲ့နေရာလည်းအဲ့လိုစီးရတဲ့မှတ်တိုင်ဆင်းရတဲ့မှတ်တိုင်ကျွန်တော်မသိဘူးဆရာလာမှန်တိုင်းမှန်တော့စကားဒီရင်တို့ပူရပါသေးဆရာတကယ် အပူတွေထည့်ထားတာအမေတို့ထိုးပြီးတော့မယ် YBSC က4000ကွာငါ ဟုတ်ကဲ့အဲ့မဟုတ်ဘူးဆရာကျွန်တော်ပြောမယ်ပထမတက်တယ်တက်ပြီးတော့မှတ်တိုင်မှားပြီးဆင်းလိုက်တယ်ဆရာမှတ်တိုင်မှားပြီးဆင်းတော့ဆင်းလိုက်တက်လိုက်နဲ့တော့လျှောက်မားနေတဲ့ခါကျတော့ကျွန်တော်စိတ်မရှိတော့ဆရာအချိန်မမီအောင်ကျွန်တော်စုကမ်းမယ်လေဆရာဟုတ်တယ်မလားမှန်တော့စကားပါဆရာရင်တို့ပူရပါသေးဆရာ ငါ့ကိုရစ်နေရတာ မရှိပြောပြအဲ့ဥစ္စာကျွန်တော်စိတ်ကမရှိတော့ဘူးအဲ့ဘာဖြစ်ဆိုကျွန်တော်ရောက်ဖို့လည်း2မှတ်တင်3မှတ်ဘူးမှမတင်နဲ့တော့ရှုပ်တယ်ကျွန်တော်အဲ့ထိပို့ပေးဆိုအပြန်ငားလိုက်တာဆရာ ဒီ YBS ကိုစင်းလုံးကိုမင်းကအပြန်ငားလိုက်တာအစိုးရတိုက်စီငားသွားလိုက်ပါလားလို့ ဟောတိုက်စီကြောက်လေဆရာကိုကမတင်ဘူးဆိုတော့လေရှောက်ပတ်ပြီးမောင်းနေကြောက်ဝင်မဲ့ဆရာကားကြီးပဲမလားကျွန်တော်အဲ့လိုမျိုးလုံး ရဒါဆို YBS က4000 4000ဆရာဟုတ်4000 အေးဟုတ်ပြီ နောက်ခင်သွား သွန်းခင်သွားပြီးပြီလေ ဟုတ်တယ်လေဆရာခင်ထပ်သွားတယ်ဆရာ ဘယ်ဟိုတက်သွား အဲ့အိမ်တဲကိုဝိုင်းမြက်ကကြီးကမရောက်အကြီးလေဆရာဆက်ဘလို့ဝင်မလဲဆရာစဉ်းစားကြည့်လေဆရာအဲ့တော့ခင်ကဘေးရွက်စီရဆရာဘေးရွက် အော်ဒီ YBS ကအဲ့လန်နဲ့ဝင်လို့ပြက်လို့ဘေးရွက်ကိုထက်မင်းအစိုးရတိုက်စီငားသွားလိုက်ငါကုန်ရက်တက်တာပါတယ်ကွာ ကျွန်တော်အဲ့လိုနားမလဲလို့ခံလဲရဆရာကျွန်တော်အဲ့မျိုးမှာလူတွေနဲ့တားတွေ့ကျွန်တော်ကယူသားရဆရာတကယ်အဲ့လိုရွာသားတွေဆရာ ထားလိုက်တော့ခင်သွားလို့ ဟုတ်အဲ့ဘေးရွက်က1000ခွဲပါဆရာ ဘလို့1000ခွဲကြတာတော့အဲ့ဒီလန်နဲ့အဲ့ဒီလန်ဘေးရွက်က1000ခွဲယူသလား ကျွန်တော်နားမလဲဆရာကျွန်တော်ပတ်ပြီးလို့ခေါ်နေကျွန်တော်မြင်ဘူးတဲ့ဒီကုလားဒီတစ်ပင်လုံးငါမှတ်တာအဲ့တစ်ပင်နာပဲပတ်မောင်းနေရဆရာအဲ့ဘေးရွက်က အဲ့1000ခွဲပေးလိုက်ရ 1000ခွဲကျွန်တော်ညံ့လို့ခံတာဆရာ ကထားလိုက်တော့ အဲ့လိုဖြစ်စီရတော့ဆရာ ဖြစ်စီ ဒါမှတစ်ခါပဲခံမယ်ဆရာတပည့်မန်နေဂျာဆရာဟုတ်တယ်မလားမသုံးနေတာဘယ်တော့မှမသုံးဘူး ထားလိုက်တော့ခင်သွားဘေးရွက် ဟုတ်ဒါတော့3သိန်းလို့သုံးလိုက်တာ အဲ့တော့ပြီ ဟုတ်နော်ဘေးရွက်ကအဲ့ဒါဆိုရင်9000ခွဲမနေဘူးလားဆရာ ဟုတ်တယ်9000ခွဲ နေတယ်နော်အဲ့တော့ခင်စား ဘာလဲခင်သွား ကျွန်တော်ဗိုက်စားလေးဆရာခုစားရတယ်လေ မင်းဒီရက်ထွက်သွားတော့ဒီမှာလေးမနေ့သားတွေကြွေးတာမင်းစား မဟုတ်ကျွန်တော်လုံးနဲ့3လုံး4လုံးလောက်ပဲစားလိုက်တာဆရာရဲ့သိလားအများကြီးမစားပါဘူးကျွန်တော်ဒီမြတ်လည်းကျွန်တော်မစားပါဘူးဈေးကြီးလိုက်တစ်ခုမှမစားဘူးဆရာကျွန်တော်သမင်းစီဇန်လေးပဲစားရပါဆရာ ဟောသမင်းစီတန်သိမကြဘူး သမင်းစီဇန်ကကျွန်တော်18000ကျပါဆရာ သမင်းစီတန်စားတာဘလို့18000ကြတာလဲလို့ ဟောကျွန်တော်မဝတော့3ပကံစားလိုက်တာအဲ့ဟောကျုပ်ကတစ်ခါထည့်ရင်3လုံးထည့်လိုက်တာဆရာ ဒီသမင်းစီတာမင်းဟိုအစာပြေစားတာကို3ပကံစားပလိုက်တယ် 3ပကံကျွန်တော်ကျုပ် ကျုပ်ကို3လုံးစီထည့်စားပလိုက်တယ်ကစားကွာလို့ ဒါတော့လိုက်ပွဲတပွဲပဲထိုက်လိုက်တာကျွန်တော် အေးရှူယူဘလောက်လဲ 18000ပါ 18000ဟို ပြီးတော့ခင်စားဆရာ စွမ်းနာခင်ဘဏ္ဍာကစားယူစွမ်းနာနဲ့ခင်စားလိုက်တယ် အဲ့ဒါမနဲ့စိုးရိမ်စားလေးဒါခင်စားနေလေစားလေးဆရာနေလေစား ဟိုနေ့လေစားကိုထက်စားသေးတာ နေလေစားတော့စားမှာဆရာသူကတနေ့3နဲ့တော့စားရလေဆရာဘရိတ်ဘတ်စားရလမ်းစားရဒင်နာစားရကျွန်တော်မဘူးလို့တောင်ကျွန်တော်တက်နေပြီဆရာ ဒါတော့မင်းတော့လာလို့နော်အေးမင်းဒီမှာဒါမွေးတော့တာမင်းငါရောင်းစားသွားတာသိလား အဲ့ကျွန်တော်ဟင်းနေနဲ့မစားဘူးဟင်းနေနဲ့စားဈေးကြီးမှာစားအဲ့တော့ကျွန်တော်ပဲပြုတ်ထမင်းကျော်လေးပဲစားတာဆ ဟော ရာ ဘေးဘုသမင်းကျော်တိတ်မကြဘူးဘယ်လိုကြတော့ 4000ဆရာ ဘလို့ပြလို့4000ကြတာလဲလို့ ပဲပြုတ်တွေအားတဲ့အခုနောက်ပိုင်းလာတဲ့ပဲပြုတ်တွေဂျပန်လာတဲ့ပဲပြုတ်ဖြစ်ကျွန်တော်အဲ့ဆောင်ဂျပန်လာရောက်နေဆိုင်မှာမသိလိုက်တာဆရာ မဆိုင်နာမည်လေးပါလိမဖတ်ဘူးလား ဆိုင်နာမည်မပါဘူးဆရာသူကအဲ့နာမည်မပါဘဲနဲ့သူတို့ပြောတာပဲဆရာနာမည်ပြောက်ဆိုင်နဲ့ ငါလည်းတစ်ခါမှမကြားဘူးနော်နာမည်ပြောက်ဆိုင်စု တော်ကောင်းတယ်ဆရာဆရာတို့ကြုံကြွေးမယ် မပြောတော့ဘူးမင်း တကယ်ပတ်စံနဲ့ကြွေးမှာ မင်းမစနဲ့ကြွေးပြီးတော့ဘယ်လောက်4000 4000ဆရာဟုတ်4000 ရပြီ နော်ဆရာနော်အဲ့ဒါပြီးတော့ဆရာခင်ပြန် အဲ့ဒါခင်ဗျ ခင်လိုက်ပြန်လာပြီ အော်ပြန်လာပြီ ဆရာချိုပြန်လာပြီ ပြန်လာပြီ ပြန်လာပြီ ဒါတော့ရောက်ပြီ ဒီကောဆရာကျွန်တော်ဟိုဘာမှမလုပ်တော့ဆရာ YBS ပဲစီးလိုက်တော့တယ်ဆရာ စင်းလုံးတော့မငါး မ ပါ ငါတော့ကျွန်တော်အပြန်တော့လာတတ်သွားပြီလေ သဘောပေါက်သွားပြီ လာတတ်သွားပြီအဲ့ဒါဟိုပေါ့1200ဆရာ ဘယ်လိုထောက်နေရတော့မင်းအပြန်စီးတာတယောက်ကိုနေရတယ်လေ 30စီးရတယ်လေဆရာရှိကိုရောက်ဖို့က တစ်စင်းနဲ့ရောက်ပါတယ် ဟောအဲ့တစင်းနဲ့ရောက်တဲ့ကားကိုကျွန်တော်မသိတာဆရာ ဟို30နဲ့တစ်စင်းနဲ့စီဒီရောက်တယ်ကွာ ဟောဆရာရဲ့4000နဲ့1200တော်တော်ကွာပါပြီလေဆရာအဲ့တော့ခွန်းလိုက်တော့လေဆရာရဲ့ ဟိုဒါကိုမင်း30စီးသေးတယ် ဟုတ်တယ်30စီးရဆရာ ပြီးတော့ကွာ နော်အဲ့တော့ အဲ့ဘယ်လောက်ထောက်နေ ထောက်နေဆရာ 30စီးလို့ထောက်နေအေးငါထောက်ပြန်တွေ့ ဟုတ်ကဲ့ဆရာ ဟုတ်ပြီပြော ခင်ပြန်
ဘယ်လိုဖြစ်လို့ခင်ဗျာပြန်လာပြန် ပြန်လာပြန်နေဆရာအဲ့ဘတ်စကားကိတ်ကနေပြီးတော့ဆက်ချန်နာကိုရောက်ဖို့အတွက်ကျွန်တော်ဘေးတွဲငားရတယ်ဆရာ ဟောဘေးရွက်ငါလာအရှင်မင်းကုန်းကုန်းရောက်လာရှက်လာပါလား ဘွက်တေးကြီးပဲဆရာရေကျွန်တော်အချိန်မီအောင်ဆရာစုအောင်မယ်လေဆရာရဲ့ ကပြီးတော့ကအဲ့ဘေးရွက်ကဘယ်လောက်လဲ 3000ပါဆရာ ဟော3000နဲဝါ ရနော်ဆရာနော်ဟုတ် မှန်သူဒီနေ့တော့ငါတို့စီရင်1500ပဲပေး ဟုတ်တယ်ဆရာကျွန်တော်ငတုံးမှန်းသိတာငတုံးမှန်းသိလို့ဆရာကြီးလှုပ်တာ 3000ရတယ် တော်တော်ခုအကုန်လုံးမှတ်မိပါပြီနော်ကျွန်တော်နောက်တစ်ခါလင်းလို့မရတော့ ဟုတ်ပြီ ခင်ထုတ်သွားငွေ10သိန်းဟုတ်တယ်နော်ဆရာ ဟုတ်တယ်မင်းကရထုတ်တော့တာ10သိန်းငါတွေကိုတခါတည်းရှင်းပေးပေါ့တော့ဝစားမရမှာဆိုတော့10သိန်းဟုတ်ပြီ 10သိန်းမှာကျွန်တော်10သိန်းတော့ဆရာနော်10သိန်းမှာကျွန်တော်ဝစားဖို့ကျွန်တော်9သိန်းပေးလိုက်တယ်ဆရာစိတ်ရန်အနေနဲ့ 9သိန်းဆိုတော့ကြံအောင်ပါဗောနော် 3သိန်းကျန်တယ်ဆရာ အဲ့တော့ကြံတဲ့ပုံငင်ငါ့ကိုပေးတော့နော် ဟုတ်ဆက်ရှိရကျွန်တော်အဲ့ဒါခင်ဇက်ဆရာထမ်းမှရရင်9000 ဘယ်လိုခင်ဆက်စရာထမရရင်9000တုံးလို့ ဒီမလေးအဲ့အကုန်လုံးပေါင်းလိုက်တဲ့ခါကျတော့ဟာကျွန်တော်ဆက်ရှိရကျွန်တော်9000စိုက်ခဲ့ရဆရာ ငါရှိရအောင်မင်း9000ရအောင်မ ဟုတ်ကဲ့ရအောင်ပါဆရာ ဟုတ်ရလားကွာ ဟုတ်ပါဆရာ တော့ခင်စားခင်ပြန်ခင်ထုတ်ယူငွေ10သိန်းဟိုငါရှိရ9000မို့ 9000ဆရာထပ်ပြရပါမယ်ဆရာကျွန်တော်မရှိနဲ့စိုက်တာဆရာမပေးနဲ့ဆိုမပေးချင်လို့ဆိုရထားလိုက်တော့ကျွန်တော် မပေးချင်လို့ပြောနေတာမဟုတ်ဘူးလေအခုကငါကွာဟိုဝစားချုပ်ခိုင်းတာမှာကွာ ဟုတ်ကဲ့ ဟိုဒါတော့မှအဲ့ဝစားငါရှိမရောက်သေး မရောက်သေးလားအဲ့ဒါခင်သွားခင်ပြန်နဲ့လုံးလိုက်ပြန်ရောက်လာမှာဆရာ ဟိုအဲ့ခင်ပြန်နဲ့ပြန်လာတာငါမနေဦးထပ်ပေးရအောင်မလား မလို့တော့အဲ့ကျကျွန်တော်ဒီလောက်ပဲကုန်တော့မှလေဆရာအဲ့ဒီ3000ရေအဲ့ဒီဘက် YB ရဲ့2000 1200 1300 1300 1400 1500အလုံးပေါင်းလေဆရာနောက်ထပ်10သိန်းဆိုရတယ်ဆရာ ဘယ်လို10သိန်းကိုရတာလဲဘယ်လို10သိန်းကိုရတာလဲ တော့မကုန်တော့ဘူးလေဆရာဟိုပဲ မဟုတ်ဘူး30နဲ့ရောက်တာ30နဲ့ကိုစီဝါအဲ့ဒီရောက်တယ် အဲ့ကျဆရာလိုက်ပို့လိုက်တော့ ငါလိုက်ဖို့စရာအကြောင်းမရှိဘူးလေမင်းကငါမလုပ်ချင်လို့မင်းခိုင်းတာလေ 9000ပါဆရာ ငါ9000တက်ရသေးတယ်ပေါ့ ဟာဆရာမရှိနဲ့စိုက်တာမပေးချင်လည်းမပေးနဲ့ဆရာ မဟုတ်လေဘလို့မရှိစိုက်ကြတော့ဟုတ်လို့ ရတယ်ဆရာကိစ္စမရှိဘူးဆရာပဲချင်းပဲ တော့ ကျွန်တော်သစ္စာတီးရရင်တွေလုံးဝမပူတော့ဆရာ ဒီမှာအေးနေပြီရင်တို့ရအေးနေမင်းကငါစောက်စကားတွေပြောနေရတာအေးနေတာ သစ္စာမှန်လို့ပါဆရာ 3 4 5 6ခုနတော့ငါဘလို့ခုနတော့ဆက်ရစရင်ပေးလိုက်တာအဝစားချုပ်တာ ကျွန်တော်သွားကလာကဆိုကျွန်တော်အလုပ်သမားကဝင်နေကျွန်တော်မန်နေဂျာလုပ်တာမန်နေဂျာကြီးတက်တက်ယူတယ်ဒါနဲ့အဲ့သွားကလာဆရာတောက်တူမရခိုင်းတော့ကျွန်တော်မယူထားဘူးဆရာ ဟောတောက်တော့မရငါကြီးကမယူသေး မ ပဲ ယူလေ ဒါတော့မင်းငါတက်ချမ်းသာတယ်နော် ဟော စားရတဲ့ရငါတော့ ဟုတ်ပါဘူးဆရာကျွန်တော်တို့ကဆရာတို့ကတထေးဆိုတော့နေကျွန်တော်နေလို့ရလေကျွန်တော်ကလူတော်သွားလာဆိုတော့နေပါတသနာလေးပြောင်းတော့ဝယ်ဝေးရပါဆရာအဲ့ဆိုတပည့်သွားလိုက်မလားဆရာ ငါတော့9000 ဟုတ်ကဲ့ပါဆရာဟိုကျွန်တော်အိမ်ပြန်ဝင်ပြပါဗျာ ဘာဖြစ်လို့တော့လို့ မြောက်ကလာမမိလောင်လို့ကျွန်တော်အိမ်ပြန်မိတဲ့ပါမမသိဘူးအိမ်မှာမျိုးသမီးနှစ်ယောက်လည်းရှိတာအမေရဲ့မိန်းမပြန်ဝင်ပြပါနော် ဖုန်းဆက်ကြည့်လိုက်လေ ဖုန်းကလည်းဆက်လို့မရဘူးဆရာလိုင်းနဲ့ကိုပြတ်သွားပြီဆရာရဲ့ အေးတော်ဟုတ်ကဲ့ ဖုန်းမဆရာ ဩ မြောက်ကလာဟာလား အေး မြောက်ကလာဟာပြုံးပြတော့နေလို့ပြန်လာခဲ့မယ်ဆရာဟာမဒိတ်ပြန်မရှိတာကွာ ဒီကတော့လို့ဘလို့ပြေသွားတော့ဟိုကောင်အိမ်ပြန်သွားတယ်မင်းနဲ့ဘာဆိုင်လို့တော့ဟော ဟာသွားပြီအကုန်ကုန်တာပြာပုံကြီးလို့ပဲသွားပြီအကုန်ကုန်တာကျွန်တော်တို့ကအဲ့ဒါဝစားတွေမဟုတ်ဘူးဒီမျိုးအဲ့ဒါတွေဥစားတွေပါအကုန်ပါသွားတာကုန်တောင်းတာဘာမှမရလိုက်ဘူးတဲ့ဗျာကုန်ရောဟာမိသက်တူမြပိတ်နေဘလို့မှဝင်လို့မရဘူး ဘာလို့ဘာဆိုင်လို့မင်းကဘာဒီပြောနေရလဲ ဟောက်ကလာပါလေကျွန်တော်ဒီဇိုင်နာအိမ်မီးလည်းပါသွားတာကုန်ပြီဗျာသွားမှမရတော့ ပြုံးမင်းပြောတော့ငါအဝစားတွေကလိုက်နာမှာအဲ့ဒါဆို ဟုတ်တယ်လေသူတို့မနေ့ကမပြောင်းသွားတာဆရာ မနေ့ကမှအဲ့နောက်ကလာကိုပြောင်းသွား အားကြောင့်ဆရာတပည့်ဒီနေ့အဲ့ YBS နဲ့တိုင်နေပြပြီးမ3-4စင်းနေဖြစ်ပြီးရောက်ရှင်နေရောက်ကုန်တာဗောဆရာကုန်ပြီ အခုလေးနေထွက်သွားတာကိုအခုလေးနေပြန်လာတာကိုဟိုဒီမှာမီးတော့တာမီးသက်ကကြီးပိတ်နေမင်းဘယ်လိုများတွေ့တော့ တယ်လီဖုန်းဆက်လိုက်တာဆရာတယ်လီဖုန်းဆက်လိုက်တာအဲ့ဒီဇိုင်နာငိုလိုက်တာဆရာရဲ့သိလားဆရာရဲ့အဲ့ချိန်မှာကျွန်တော်မင်းတို့ငါဝစားတွေဘယ်မှာလဲဘလို့ရောမှာလဲကျွန်တော်ဘလို့မေးမလဲဆရာရဲ့လူသားချင်းစာနာမယ်လေဆရာရဲ့ဟုတ်တယ်မလား ဘောတော့ဘော နော် အဲ့ဆိုရင်ငါဝစားတွေရောအကုန်လုံးဒါဆို အကုန်ပါလား မဟုတ်လေဘာတခုမှပြန်မရတော့အဲ့လိုလား ဟုတ်တယ် ဆရာလည်းပေးခဲ့ပြီးသွား အကုန်ပေးလိုက်ပြီဒုက္ခပဲသူတို့ဒုက္ခရောက်သွားပြီ ဒါဆိုရင်ငါပေးလိုက်တဲ့ပတ်စံတွေရောအကုန်ဆုံးပြီပေါ့နော် ဩဆရာအိမ်တင်လုံးမေးလဲပါသွားဝစားတွေပါသွားပတ်စံစုံးပြီဗောဆရာရဲ့ဆရာလေ ဒါဆိုရင်ငါအဝစားတွေအသက်ပြန်ချိုးမှာပေါ့နော် အဲ့ဒါပဲရှိတော့တာဗောဆရာရဲ့ဟာတော်ပြီဘာများလဲကုန်ပြောတာ ဝေစားကိစ္စတွေကတော့ကျမစီစဉ်ပေးပြီဒါနဲ့ဟိုဘလူးကောင်းကိစ္စရောရှင်စီစဉ်ပေးတာဟောအဲ့ဒါလေး အကုန်လုံးစီစဉ်ပြီးသွားပြီနော်မင်းကလေအဝစားတွေကိုဒန်စာကားတဲ့အဝစားတွေကိုမင်းအပ်ချင်တယ်ဆိုလို့ဒါကဲမင်းအပ်ချင်လဲအဲ့ဆိုပြီးတော့ငါပေးလောက်ခိုင်းလိုက်တာအေးဒါမှဒီနောက်ပိုင်းဒီနေ့ကနောက်ပိုင်းကမလို့ဆိုတော့အဲ့တော့ဘလူးကောင်းတွေတို့ရမရန်ကောင်းတွေတို့အကုန်လုံးကတော့ငါခင်းလိုက်အပ်လိုက်ပြီ ဟမ်ဘလူးရော ခင်းလိုက်အပ်ခိုင်းလိုက်ပြီလို့ ဟာရှင်းလေတော်တော်အမှတ်မရှိရပဲဟိုတခါအဲ့တော့ကလည်းဘာဖြစ်ပြီလဲရှင်းသိတယ်နော် ဟာဘာပြရမှာတော့အခုဒီကိစ္စတွေကိုငါတို့ကလိုက်လုပ်နေတာမဟုတ်ဘူးလေ ဟာမဟုတ်သေးဘူးလေကျမပြောတော့ဟိုတခါခင်းလိုက်အဲ့တော့ကလည်းအဆင်မပြေဘူးလေရှင်းလေ အဲ့ဒါ तू မီးတောင်လို့မီးတဲ့ပါသွားတဲ့ကိစ္စငါတို့လည်းဘာတက်နိုင်မှာတော့လို့အခုကလည်းဒီကိစ္စတွေကငါတို့လုပ်နိုင်တယ်မဟုတ်ကဲအဲ့ဒါဘာမှအပ်မလဲနင်သိလား ဩ
အော်မဟုတ်ဘူးလေကျမကရှင်းသိမယ်လို့ရှင်းပေးထားတာလေတောင်း ငါလည်းမသိလို့ခင်လိုက်အောင်ငါ ဆက်ဆက်ကောမင်္ဂလာပါ မင်းကြောင့်ငါဒီမှာပြဿနာတက်နေရ ဘာဖြစ်လို့လဲဆရာ ဘာပြဿနာတက်ရမှာတော့ဒီမှာဒီဘလူးကောင်းလေးကိုမင်းကိုအခိုင်းလို့ဆိုပြီးပြဿနာရှာနေတာ ။အိုးအမရဲ့အဲ့ကြောင့်အမတို့ကကြောက်လေဟိုအရက်သူတွေဆိုမသိဘူးဒီဘလူးကောင်းတို့ဘာလို့ဆိုတော့ကြာအမဝေသားယူချုပ်တယ်နဲ့မတူးလေလက်ရတည့်ဖို့လိုတယ်နောက်ပြီးတော့ပွဲနေပါနဲ့မြောက်ပြီးတော့မှဒီကောင်းတွေကအလုပ်ရတာ ရှင်းတယ်နော် ဟုတ်တယ်အဲ့မန်နာရန်နဲ့ကြီးတာတိလားဟိုဇတ်တော်ကြီးကိုတိလားအဲ့တော့ကျွန်တော်တို့အခုအတက်ဆရာလက်ရတအားကောင်းတာနောက်မို့ဆိုအဲ့ပုံစံမကြောက်ဘူးဆိုလို့ရှိရင်အဖွဲ့ကိုခိုက်တတ်တယ် သဘောပေါက်တယ်နော်အဲ့ဒါကို तू အဲ့ဒါတော့မှပါဇက်နဲ့အဲ့လိုမျိုးတခါတည်းအခြေချေအဲ့လိုငါပါဇက်အခြေပေးလိုက်ရတာ အခြေရတာနောက်ပြီးတော့အဲ့အခုအဲ့ဒါခါပြောလိုက်မှာနော်ဟိုရမကောင်းနဲ့ဒီဒသဂီရီကောင်းနဲ့တစ်တာတစ်ခုတည်းထားလို့မရဘူးနော် ငါလည်းဇက်စရာလှုပ်ရှားလာတာသိတယ် မမဆိုလို့အဲ့ဒါမတည့်ဘူးတော့မရဘူး အဲ့တဲ့နေရာရောလက်ရသေးတယ် အကုန်လုံးကျွန်တော်အခက်ပြီးသွားပြီအခုဆရာတအားတော်တယ်ဆရာဟိုကျွန်တော်ရင်ချင်းဝင်ကြီးဌာနတော်မှာအဲ့ဆရာကြီးမအဲ့တာ သဘောပေါက်တယ်နော် ရင်ချင်းပို့တော့အဲ့ ရမယနာနဲ့ပတ်သက်ဟိုးတုံးနဲ့ရေကျော်ရမတို့ဘာတို့တွေကအခက်တဲ့ဆရာကြီး ဒါတော့ရွာမှာပဲနေသေးတာအခုမှဒါမျိုးကိုရောက်တာငါဇက်တောင်တော့မှ तू ရောက်လာ လာတာဗောဆရာရဲ့ နော်ဟိုးတုံးနဲ့ရေကြော်ကိစ္စတွေ तू အကုန်သိတယ် ဟုတ်တယ်ဆရာလေးလာတာဗောအဲ့တော့ဟိုနောက်ပြီးတော့အဲ့ဆရာကြီးကိုလေထိုင်းမှာရမယနာအဖွဲ့ရှိလေအဲ့ရမယနာအဖွဲ့ထိုင်းအဖွဲ့လေအဲ့ဆရာကြီးမှာပဲအပ်တာ တွေ့လားအဲ့ဒီတော့သွားအဲ့ငါပတ်သက်မလောက်ကုန်ဘူးလားဟုတ်လားအခု သူ ငါ ကထိုင်းမှာဆိုကျွန်တော်ထိုင်းနေသွားအပ်ရမှာဘန်ကောက်ထိသွားအပ်ရမှာ ထိုင်းကြီးတော့သွားစရာမလို သူဒီပြန်ရောက်နေတာတော်သေးတယ် ကွက်တိဖြစ်သွားတာ သိချင်ပြီးတာပါပဲကျမ အခုရပေါ်ချင်းနေ ရပြီရပြီဆရာ ပတ်စံလည်းအခြေပေးပြီးသွား အခြေပေးလိုက်ပြီဆရာတို့စိတ်အေးတာနေတော့ပွဲထွက်မဲ့နေ့မှာအဲ့ကောင်းနေရောက်ပြီသားမလိုက်တော့ ပေါ်တဲ့နေကိုမလိုချင်ဘူးလေဒီမှာဥ ဥ မာ မာဇက်တိုက်မဲ့နေ အေးအဲ့ဒါကိုလိုချင်တာလေအဲ့ဒါပတ်စံဟိုဘယ် စိတ်ရင်ကျွန်တော်စင်းနေအင်းနဲ့အတိကျဘယ်တော့မှကျွန်တော်မဟုတ်တာမလုပ်ဘူးနော် တေးချာချာလေးနားထောင်သွားလိုက် ကျွန်တော်တစ္ဆာသမားကဲကျွန်တော်တစ္ဆာမှန်နေဆိုဒီဓာတ်ဘူးရဲ့ရင်တွေပူနေပါစေ ဟာဒီမှာအေးလို့တော့ငါပတ်တော်ဝက်နဲ့ထားတာထိုင်းပါချီရွှေတွေတွေ့လားအေးဆက်နေတာပဲမင်းရဲ့တမျိုး ရတယ်မပူလား မပူ ဟုတ်ကဲ့ တော့ပြောစရင်လို့ တစ္ဆာမှာပါတော့ မင်းကငါခဏခဏပြဿနာတက်နေငါလည်းငါရွာလားဆိုပြီးတော့ငါခေါ်ပြီးခိုင်းတော့သူနဲ့ ဘယ်တော့မှကျွန်တော်ကြောင့်သူများမနစ်နာစေရအောင်ဆရာကျွန်တော်စင်းနေအင်းနဲ့အတိကျသမား ခိုးတောက်ကလည်းဒန်သာဝက်သားတွေအဲ့ဒါသူမိတဲ့ပါဝါငါလည်းလည်းပဲသိမလဲ ဟုတ်တယ်တနာဘကုန်းလည်းအဲ့မိသားစုဆိုအော်ဘာတော့မှမမြင်လိုက်ဘူး အော်ဒါတော့လည်းမတက်နိုင်ဘူးပေါ့ရှင် အေးအဲ့ဒါပြောနေတာလေ ဒါပေမဲ့စင်းနေအင်းနဲ့တော့ကျမကိုပြန်ပေး ကျွန်တော်တို့ဒီအဖွဲ့တဲ့လူကျွန်တော်ကိုချက်လီကောင်ဒီဇိုင်နာရဲ့အမျိုးသမီးကိုတွားမေးတာလေကျွန်တော်ဒီဖွဲ့တဲ့လူကျွန်တော်ကိုချက်လီတွေတွားမေးတာအမားတဲ့မိတော့အကုန်ပါသွားလားတဲ့တွင်းကမောင်းတွေရောပါသွားဆိုအတွင်းကမောင်းတွေပါသွားတော့တွားမေးတာ အော်သူကတက်ပြပစ္စည်းတွေပါသွားလားမမေးပဲဘာကိစ္စတွင်းကဘောင်းကြီးပါလားလို့သွားမရတာတော့လို့ မဟုတ်သူအဲ့အမျိုးသမီးရဲ့အတွင်းကသူကဝယ်ပေးနေကြဆိုတော့လေ သူနဲ့ပါတိုင်းလို့ तू ကဘာလို့ဝယ်ပေးရမှာတော့ အဲ့တော့ကျွန်တော်လည်းမသိသူပြောပြတာ နေစမ်းမကွာငါ့အခုဒီဘူးကုန်းကုန်းစားပဲငါ့ရှင်းစင်းရှင်း ဟုတ်ပါဆရာအဲ့တော့ကျွန်တော်ဒီအသေးဆုံးစင်းလေးပေါ့နော်ဆရာနော် ဒီကြနားတော့ တွင်းကမောင်းတွေတစ်ထဲ ဘာဆိုင်တော့လို့ ရောလို့ဆရာဟုတ်ကဲ့အော်ခင်သွားခင်လိုက်လေးဆရာ တဘောပေါက်ကြီး ခင်သွား YBSC ၄တောင်းနော်ခင်သွားဘေးတွေကတောင်းခွဲခင်စားသမင်းစီစံတောင်း8000ခင်စားပဲပြုတ်သမင်းကျော် ခဏနေ ဆရာ ငါထိဆုံးပြန်ဖတ်ပြန်ထိဆုံးပြန်ဖတ်ပြန် ဟုတ်ကဲ့ခင်သွား YBSC ကျွန်တော်တိုက်စီတောင်းမ9ပေါင်းနော် YBS နဲ့ YBSC 4တောင်း ခဏနေခဏနေဟိုတခေါက်တော့မင်းငါ့ကိုစင်းပြတော့အဲ့ YBS 4000ဆိုတာစင်းလုံးငါသွားတဲ့ဟာဆိုနောက်ရှိပါသေးတယ်အဲ့ဒီကနေမှစင်းပြီးသွားတာဟိုကယ်ရီက1000ဝယ်ပေးရတယ်ဆိုနောက်တစ်ခါခင်စားအဲ့မှာသမင်းစီသားကြောက်3လုံးစားတယ်တဲ3လုံးစားတယ်ဆိုပြောပြအဲ့မှာ3ကစားလို့18000ဆိုအဲ့ဒါဖြစ်နေရလေ အဲ့စင်းလား စင်းစားရမားနေလေအော်ဒီမှာတော့ကြံသေးရကြဆက်စရာကြီးရဲ့အရှိမရငွေ9000ငါမင်းထုတ်ပေးလိုက်တယ်အဲ့တုန်းက တီဟောဆရာကြီးစာပြမာပြီးယူလာတာစာမာပြီးယူလာတာ ကျွန်တော်စားရပါမှလည်းပြော ဟိုကမရသေးဘူးဆရာကျွန်တော်ကပြင်ရေးလိုက်မယ်ဆရာ ခဏနေဦးပြင်တော့ရေးမနေနဲ့လို့မင်းအဲ့ဒီဘလူးကောင်းတွေကိုပဲမနှက်ဖန်ရမလားမရလားဆိုတာပဲငါ့ကိုပြောရမလားပြော ကျွန်တော်ဟမ် လိမ့်စားတာတောင်းလိုက်တော့ကိုယ့်ကိုယ်ကဆက်ပြီးပြော အော်ကျွန်တော်လိမ့်စာကျွန်တော်လိမ့်စာမေးပေးမယ်ခဏလေးဩဆရာတို့ကျွန်တော်မယုံတာကျွန်တော် မယုံလို့ပြောနေတာမဟုတ်ဘူးငါမနှက်ဖန်လိုချင်တော့ဒီမှာကွာမရအော်ဗရာတွေတိုက်မယ် စိတ်မကောင်းတာကျွန်တော်စူးစမ်းခဲ့တယ်အလကတဲတဲ့ရေတော်မဲ့ဆရာကြီး မင်းမယုံလို့ပြောနေတာမဟုတ်ဘူးလို့ပြောနေတာ ရတယ်ဆရာ စရင်တော့တေချာလောက်တာလေ လောက်တယ်ဆရာကျွန်တော်အဲ့လိုမျိုးသူများပတ်စံဆရာရဲ့ဟိုရင်သွေးအေးရစေဆရာရဲ့ ဟောစောနာပူအားကြီးရဲဆိုငါပိတ်ထိုးချလိုက်တော့မယ် ဟယ်လိုဟုတ်ကဲ့ဆရာကြီးဟုတ်ကဲ့ကျွန်တော်လေဘလူးကောင်းလာသွားတဲ့ခင်လိုက်လေးဆရာကြီးဟုတ်ကဲ့ညာစိတ်ဒီကပြောနောက်နေလားဆရာကြီးမိသက်တကားတန်နေတာစူညံနေရပဲဘာဖြစ်တာဆရာဟမ်နီးလောင်လားဟာဆရာလားဆရာတို့အိမ်နာနီးလားဆရာဟာထုတ်ကဆရာကျွန်တော်လာခဲ့မယ်ဆရာ ဘာမှလောက်တာတော့လို့ တာဂီတာမှာလာပြီဆရာကျွန်တော်လာပြီဆရာ တာဂီတာတွေနေမလား အေးစုပြရဲ့ သူ့ပြသူ့ပြ စုမြလောင်းဒီကနေ့လော တဘောမယ်တိုက်တယ်မဟိုနေလင်မရခင်တာဂီတာမှာနေခဲ့တာဆိုအဲ့မှာနေကိုမိသက်တယ်မှာရှိတယ်ဆို ဟုတ်တယ်လေဘာဖြစ်လို့လဲလန့်တာ ဖုန်းဆက်မိသား တာဂီတာမမီးလောင်ဘူးလားအဲ့လည်းမမီးလောင် အေးလို့တမေးဒါမှငါအဲ့မှာပစ္စည်းတွေကိုအပ်ထားတာ ဟယ်လိုအန်ကိုကြီးဟိုလေတာဂီတာမှာမီးလောင်လို့ဆိုဟမ်မလောင်ဘူး
ဟုတ်ပါဘူးကိုဟိုလာကိုတတိမရောက်လားဟိုမဆုံးဆုံးလာပဲတာကြီးကမမီးလောင်တယ်ညီမလေးကိုပြောလို့အဲ့ဒါမေးခိုင်းလို့ လောင်းလား တာကြီးတက်မြုပ်နေတယ်ဟမ်မလောင်လားဘယ်မှမလောင်အော်လောင်တယ်လို့ပြောနေလို့ လောင်းလား အိုးပြောကိုဟိုမေးခိုင်းလို့ဒါပဲနော် ရတော့ပါတည်တယ်မလောင်းဆိုပြောဟိုငါပစ္စည်းတွေပါဝါမှာဆိုလို့ပါဝါမှာဆိုလို့ငါအဲ့တာကြီးတက်မှာအထားတာမလောင်းဆိုရင်မကျေနပ်နေဘူးအေးပါမလောင်တဲ့ကိုလည်းအချမ်းမလာပြောလို့နော် သွားပြီဆိုင်ကုန်ပြီဟာအပြာပုံကြီးလို့ဆိုင်မိသားကပြက်ကြံဝင်လို့တော့မရအောင်ဟာစိတ်ညစ်နေတာကုန်ပြီအဲ့ဟိုလေရိုးကောင်းလုပ်တဲ့အိမ်လေးလောင်ပါ ဟိုရိုးကောင်းလောက်ရပါတော့ငါရိုးကောင်းလည်းမပါဘူးလေမလူကောင်းလောက်တာ ကောင်းလုပ်တဲ့ဆိုင်ငိုလိုက်တာဆိုင်ဟာကုန်ဘာမှမရတော့ကုန်ပြပုံကြီးလို့ပဲဆိုင်ကုန်နေ မင်းအခုသွားပြီးတော့ပဲအခုပြန်ဝင်လာတာလေဟိုမိသက်ကတွေပြည့်ညက် ပြ လေ င်းညံကဒူးလောင်လို့မရဘူးအကုန်လုံးပိတ်ပြလိုက်ပြီဆိုင်လမ်းနေကုန်ပိတ်လိုက် ဟိုအဲ့ဒီပိုင်ချက်လဲငိုးတာ ဘာမှမရတော့ကုန်တာပဲငိုတာ ဟုတ်မင်းဘယ်လိုများလမ်းမြင်တော့ ဗီဒီယိုကောပြောလိုက်တာဆိုင် ဟိုအဲ့ဗီဒီယိုကိုငါပြတ်သားမှာ အမို့လေဗီဒီယိုကောပြောပြီးပြီးသွားတယ်ဆိုင်ပြောလို့မရဘူးလေဆိုင်ဟုတ်ကဲ့ အကြီးတက်မှာလောင်းတာ လောင်တာချိန်သေးရနော် အဲ့ဒီရိုးကောင်းလို့ဘလူးကောင်းလို့ပဲဆိုင်အင်ပန်သွားတာဆိုင် ဘာမှမရှာတော့ဒါဆိုရင်ငါရှိရပေးလိုက်တဲ့ပတ်သက်တွေအကုန် ကုန်ပြီးသားမှတ်လိုက်တော့ဆိုင်ဘာမှမတတ်နိုင်တော့ ဒါဆိုဆုံးပြီပေါ့ ဆုံးပြီဆရာ ဟမ် ဆုံးပြီ တာကြီးတက်မှာလောင်းတာ ဟုတ်တယ်ချိန်သေးတယ်နော် ဒါကျွန်တော်တစ္ဆာစကားဆရာရဲ့အရှင်တွေအေးရပါစေဆရာ ဒါကပြီးတီယိုနေတွေပဲငါစုမြတ်ကိုခုံမလိုက်တာစုမြတ်ကလင်မြခင်တာကြီးတက်မှာနေတာသူ့အကူကမီးတက်ထဲမှာတဲ့ဘယ်နေရာမှမလောင်းဘူးတဲ့မလောင်းဘူးတဲ့ဟမ် အော်ဟိုကျွန်တော်စကားပြောလောသွားဆရာတူမြောက်တာကြီးတာမှလောင်းတာဆရာ မြောက်တာကြီးတက်မှာအပ်ထားတာလေ ဘာလို့ပြောနေလဲမြောက်တာဂီတာဆိုရှိမှမရှိတာ မြောက်တာကြီးတက်ဆိုလည်းမရှိတောင်တာကြီးတက်ဆိုလည်းမရှိတောင်တကုံမြောက်တကုံပဲရှိတယ်တက်အောင်သားရဲ့